တော့ဒီဇိုင်နာကျော်လည်းဖြစ်ပါတယ်။ဒီတော့ကျွန်တော်တီးထားတော့ကျွန်တော်တမိုင်းရပါတော့ Vivo D7 မှာလည်းတီးထားဖြစ်ပါတယ်။အခုလက်ရှိမှာတော့တေးဖွင့်လိုက်ပြီးဖြစ်တဲ့ professional ဆိုင်ခွဲမှာကျွန်တော်တာဝန်ကျနေပါတယ်။ပြန်စပြီးတော့ကျွန်တော် Vivo D7 ဆိုင်ခွဲတိုင်းမှာကျွန်တော် promotion စပေးနေပါပြီပေါ့နော်။ဘာပါမလဲဆိုတော့ကျွန်တော်စပင်ကောက်တာစပင်ဆေးဆိုးတာစပင်ဖြောင်းတာပါမယ်ပြီးတော့ကျွန်တော်မျက်နှာပိုင်းမှာမျက်ခုံးပိုင်းတက်တူပိုင်းနေပေါ့နော်။ promotion လည်းပြောပြပါပြီဆိုရင်တော့ကျွန်တော် professional ဆိုင်ခွဲမှာရှိနေပါနော်။အားလုံးပဲလာရောက်ဖို့ဖိတ်ခေါ်ပါတယ်။တော့ဒီဇိုင်နာကျော်လည်းဖြစ်ပါတယ်။ဒီတော့ကျွန်တော်တီးထားတော့ကျွန်တော်တမိုင်းရပါတော့ Vivo D7 မှာလည်းတီးထားဖြစ်ပါတယ်။အခုလက်ရှိမှာတော့တေးဖွင့်လိုက်ပြီးဖြစ်တဲ့ professional ဆိုင်ခွဲမှာကျွန်တော်တာဝန်ကျနေပါတယ်။ပြန်စပြီးတော့ကျွန်တော် Vivo D7 ဆိုင်ခွဲတိုင်းမှာကျွန်တော် promotion စပေးနေပါပြီပေါ့နော်။ဘာပါမလဲဆိုတော့ကျွန်တော်စပင်ကောက်တာစပင်ဆေးဆိုးတာစပင်ဖြောင်းတာပါမယ်ပြီးတော့ကျွန်တော်မျက်နှာပိုင်းမှာမျက်ခုံးပိုင်းတက်တူပိုင်းနေပေါ့နော်။ promotion လည်းပြောပြပါပြီဆိုရင်တော့ကျွန်တော် professional ဆိုင်ခွဲမှာရှိနေပါနော်။အားလုံးပဲလာရောက်ဖို့ဖိတ်ခေါ်ပါတယ်။